ကိုမင်းထွန်းပေါက်အောင်မြင်ဆုံးပြောက်လုပ်ပါသေနှုတ်တာမရှိဘူးမင်းဈေးရောက်တာဝါသနာပါလားဈေးရောက်ရင်းနဲ့ကမ္ဘာတန်းကျွတ်တည်းဖြစ်သွားတဲ့လူတွေအများကြီးပါပဲအဲ့တော့ကိုရီမန်းချက်ဝါသနာနဲ့အဲ့ဒီအေးအဲ့ဒီရီမန်းချက်ထားပြီးပြီဆိုရင်တော့မဖြစ်မနေစ조사กว่าလွယ်လွယ်နဲ့တော့ဘယ်ဖြစ်မလဲပြုတ်ကြမှာပေါ့ပြန်လန်ကြမှာပေါ့လန်ကြပြန်တဲ့ပေါ့မရောက်မချင်းတဲ့မျက်ခြေပြတ်မှာเทียบโตเจ้านั้นเป็นเจ้าหญิงตัวไอ้ก็เป็นนังเจ้าชายตัว